ဆေးတွေမသုံးဘဲတဘာဝအတိုင်းအမျိုးသားတွေဆွဲအားကိုဘလို့မြင့်တညံမလဲဆိုတာသိကြကြလားဒီဗီဒီယိုမှာတော့ဆရာဝန်တွေတောင်အံ့ဩရတဲ့တဘာဝအသီးနှံ၄မျိုးအကြောင်းပြောပြပေးသွားမှာပါဒီအသီးနှံတွေကဓာတုဆေးတွေထက်ကိုပိုထိရောက်ပြီးဘီးထွက်ဆိုကြလည်းမရှိဘူးဆိုတော့ဗီဒီယိုကိုဆုံးတဲ့အထိစောင့်ကြည့်ဖို့မမေ့နဲ့နော်တင်ပေါ်တီအသက်40နာကလာတဲ့အခါသွေးလဲပတ်မှုနှီးကွေးလာခံစားမှုကြလားဒါကအမျိုးသားတော်တော်များများကြုံရတဲ့ပြဿနာပါဒါပေမဲ့တင်ပေါ်တီလို့ခေါ်တဲ့အသီးလေးကဒီပြဿနာအတွက်တဘာဝအဖြေပါပဲဒီအသီးလေးမှာဗီတာမင် C ဓာတ်အလွန်ကျွဲဝါတာကြောင့်သွေးကြောတွေကိုကျဲစေပြီးသွေးစီးဆင်းမှုကိုပိုကောင်းစေပါတယ်သူတေသနတစ်ခုအရတင်ပေါ်ပြီးကိုပုံမှန်စားတဲ့အမျိုးသားတွေမှာတိုကောင်းရည်20ပါးရိုက်ခိုင်းထိတိုးတက်လာတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီအသီးလေးကိုတဘာဝအာတိုစီလို့ခေါ်တာဖြစ်ပါတယ်ငပြောသည်ကအားကစားသမားတွေစားတဲ့အသီးလို့ထင်နေကြတယ်မလားတကယ်တော့ငပြောသည်ကအခန်းထဲမှာပါအစွမ်းပြနိုင်ပါတယ်ငပြောသည်မှာပါတဲ့ပိုတက်ဆီယမ်ဓာတ်ကကြွက်သားတွေကိုတမစီယုံတင်မကခန္ဓာရင်အားကိုပါတိုးစေပါတယ်ဒီနေ့ကိုငပြောသည်နှလုံးစားပေးယုံနဲ့ခန္ဓာကိုယ်ရဲ့စွမ်းရည်အဆင့်ကိုတိတိတသားမြင့်တက်စေနိုင်ပါတယ်ဒါအပြင်ငပြောသည်မှာပါတဲ့ဗီတာမင် B အုပ်စုကလင်းစိတ်ဆန္ဒကိုပါလုံဆော်ဖိနိုင်တာမို့ဒီနေ့ညစာကစားပြီးငပြောသည်ကိုထေစားကြည့်ဖို့အကြံပြုချင်ပါတယ်3ဖျဲသည်ဒီအသီးလေးကတော့တဘာဝတရားကပေးတဲ့ Viagra လို့တောင်တင်စားကြပါတယ်ဖျဲသီးမှာ citrulline လို့ခေါ်တဲ့ amino acid ပါဝင်ပြီးဒီဓာတ်ကခန္ဓာကိုယ်ထဲမှာ Viagra တက်ကြွစေတဲ့ဓာတ်နဲ့ဆင်တူတဲ့အကျိုးသက်ရောက်မှုတို့ဖြစ်စေပါတယ်။ဖျဲသီးစားပြီး2နာရီ3နာရီအတွင်းမှာခန္ဓာကိုယ်က nitric oxide ကိုစတင်ထုတ်လုပ်ပြီးသွေးကြောတွေကိုပြည်လျော့စေပါတယ်။ဒါကြောင့်ရိုးရိုးဖျဲသီးလေးစားရုံနဲ့တင်အမျိုးသားတွေအတွက်လိုအပ်တဲ့သွေးစီးဆင်းမှုကောင်းခြင်းကိုရရှိစေမှာဖြစ်ပါတယ်။တလေးသီးကဲနောက်ဆုံးအသီးလေးကတော့တိတ်ကိုအထူးချွန်ဆုံးအသီးပါပဲတလေးသီးကိုလေ့လာမှုတစ်ခုမှာတစ်နေ့ကိုတစ်ခွဲတောက်ပြီးတဲ့အမျိုးသားတွေမှာတက်စတိုစတရွန်ဟော်မုန်း24%အထိတိုးတက်လာတာကိုတွေ့ရပါတယ်ဒါပေမဲ့ဒီအကျိုးကျေးဇူးရဖို့အတွက်တလေးသီးဖြော်ရည်ကိုမှတကြားမပါတဲ့အဆစ်အမန်ကိုတောက်ဖို့လိုပါတယ်ဈေးကအစင်သင့်ဝယ်တဲ့ဖြော်ရည်တွေကတကြားများပြီးအကျိုးကျေးဇူးနည်းပါတယ်ဒါကြောင့်တလေးသီးအဆစ်ကိုဝယ်ပြီးအဆစ်တွေကိုတိုက်ရိုက်စားတာကအကောင်းဆုံးဖြစ်ပါတယ်ဒီအသီး၄မျိုးစလုံးကဈေးကွက်ထဲမှာအလွယ်တကူရနိုင်တဲ့အသီးတွေချီပါပဲ။ဒါပေမဲ့ဒီအသီးတွေရဲ့တန်ဖိုးကိုသိတဲ့သူတွေကတော့ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နေကြပါပြီ။ဒီတစ်ပတ်မှာပဲဒီအသီးလေးတွေကိုဝယ်ပြီးစားကြည့်ဖို့အကြံပြုချင်ပါတယ်။ဘယ်အသီးလေးကတင်တဲ့အဆင်ပြေဆုံးလဲဆိုတာ comment မှာရေးခဲ့ပေးပါ။ဒီဗီဒီယိုလေးကအထောက်အကူပြုတယ်ဆိုရင် like ပေးဖို့မမေ့နဲ့နော်။နောက်ထပ်ဒီလိုအသုံးဝင်တဲ့ဗဟုသုတတွေအတွက် channel လေးကို subscribe လုပ်ထားဖို့လည်းမေတ္တာရပ်ခံပါတယ်။ဒီဗီဒီယိုကိုလိုအပ်နေတဲ့မိတ်ဆွေတယောက်စီကို share လုပ်ပေးဖို့လည်းမမေ့နဲ့နော်